လက်ပြလက္ခဏာရှင်တွေဟာထူးခြားတဲ့စွမ်းအင်တွေကိုပိုင်ဆိုင်ထားသူတွေဖြစ်ပြီးဒီစွမ်းအင်တွေကိုကောင်းမွန်စွာစီမံခန့်ခွဲနိုင်ရင်ဘဝမှာကြီးမားတဲ့အောင်မြင်မှုတွေကိုရရှိနိုင်ပါတယ်လက်ပြပိုင်ရှင်တွေဟာစိတ်ပိုင်းဆိုင်ရာစွမ်းအင်ကိုရောဉာဏ်ပိုင်းဆိုင်ရာစွမ်းအင်ကိုပါလမ်းကြောင်းတစ်ခုတည်းမှာပေါင်းစပ်လိုက်တဲ့အတွက်အလုံးလုံးရာမှာအစွမ်းကုန်ထိရောက်မှုရှိကြပါတယ်။သူတို့ဟာကိုယ်ပိုင်အမြင်နဲ့ရည်မှန်းချက်ကိုပြင်းပြင်းထန်ထန်ယုံကြည်တဲ့အတွက်စုံဦးတည်ထွင်သူတွေကိုယ်ပိုင်စီးပွားရေးဒုက္ခင်သူတွေဖြစ်လာနိုင်ပါတယ်။အလုံးတစ်ခုကိုစတင်ပြီဆိုရင်ဇွဲလုံးလဝရိယအပြည့်နဲ့လှုပ်ဆောင်နိုင်စွမ်းရှိကြပါတယ်။သူတို့ရဲ့စိတ်ကိုအာယုံစိုက်လိုက်တဲ့အခါမပြီးပြတ်ပဲလက်လျှော့လိုက်တာမျိုးခက်ရှားရှားပဲဖြစ်ပါတယ်။ပုဂ္ဂလိကဆက်ဆံရေးမှာတော့ဒီလက္ခဏာပိုင်ရှင်တွေဟာနှစ်ပတ်ဓားသွားလူဖြစ်နိုင်ပါတယ်။ချစ်သူဒါမှမဟုတ်အပေါင်းအသင်းကိုရွေးချယ်ပြီးသွားပြီဆိုရင်အလွန်သစ္စာရှိပြီးတော့ချစ်ခင်တွေ့တာလေးရှိပါတယ်။သူတို့အတွက်ဆက်ဆံရေးတစ်ခုဟာတာမန်မဟုတ်ဘဲအလွန်ကိုအရေးပါပါတယ်။တစ်ဖက်ကကြည့်ရင်သူတို့ရဲ့စိတ်ခံစားမှုနဲ့အစဉ်ချင်းတုံတရားခွဲခြားရခက်တဲ့သဘောတဘာဝကြောင့်ပြောင်းလွယ်ပြင်းလွယ်မရှိသူတွေတင်းမာသူတွေဒါမှမဟုတ်နားလေရခက်သူတွေအဖြစ်အမြင်ခံရနိုင်ပါတယ်။တခါတည်းရန်သူတို့ရဲ့လူလားချက်ဒါမှမဟုတ်ခံစားချက်ကိုပြင်းပြင်းထန်ထန်ဖော်ပြတတ်တဲ့အတွက်ဆက်ဆံရေးမှာစိန်ခေါ်မှုတွေဖြစ်စေနိုင်ပါတယ်။စိတ်ခံစားမှုနဲ့အတွေးအခေါ်ကိုခွဲမရတဲ့အတွက်စိတ်ဖိစီးမှုခံရတဲ့အခါပုံမူပြင်းထန်စွာခံစားရနိုင်ပါတယ်။စိတ်ဖိစီးမှုကသူတို့ရဲ့တွေးခေါ်ပုံကိုပါထိခိုက်စေပြီးတော့တခါတည်းမှာစိတ်ရှုပ်ထွေးမှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။အလုံးတစ်ခုခုကိုစိတ်နှစ်ပြီးလှုပ်ဆောင်တတ်တာကြောင့်အနားယူဖို့လိုအပ်ပါတယ်။လက်ပြလက္ခဏာရှင်တွေဟာထူးခြားတဲ့စွမ်းအင်တွေကိုပိုင်ဆိုင်ထားသူတွေဖြစ်ပြီးဒီစွမ်းအင်တွေကိုကောင်းမွန်စွာစီမံခန့်ခွဲနိုင်ရင်ဘဝမှာကြီးမားတဲ့အောင်မြင်မှုတွေကိုရရှိနိုင်ပါတယ်။